What is the reason? Maybe you were. I don't see, and I have to offer. Should have been considered if you could see I have potential. You know you my miracle. I'm like the schedule. Start staring right at you. Getting killed in my trust. Kissing every time I look like schedule. Start staring right at you. I'm like the schedule. Start staring right at you. Getting frozen in my trust. Nothing tell me. Kissing every time I look like schedule. Start staring right at you. Hi everyone. Hi, I'm a lazy girl, bro. I'm a lazy girl ပါတကယ်တောင်းပန်ပါတယ်ဒီကဘာနည်းနည်းလေးပြင်းလို့အရင်နည်းနည်းပင်မပြီးနဲ့ပြင်းလို့အားဆွမ်းတော့ကြောက်ပါပါတောင်းပန်ပါတယ် I'm a lazy girl ဟာ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 ကိုဝေးရနိုင်ပေါ်ပေါ်လေးလာပါပြီချင်းစုပြမယ်အားလုံးမချင်းစုပြပါပဲနေပါချင်းစုပြရမှာဟောFirefly come back to me, made a nice brighter day. I'll be looking out for you. Tell me that you love me too. Firefly can lead me on, follow you into the sun. That's the way you ought to be. Firefly come back to me. You and me, we share a misery. Yeah. မရပါဘူးမြန်မာလိုဆိုတော့ပဲမြလာလေးကိုမိတ်လို့နေကိုခံစားအစွန်းရောက်စီကိုချစ်စောလို့ဆုံးဖြတ်သူလေးတယောက်ဖက်ညောင်ရှိဘူးမြလာလေးကိုဖွင့်မိကကြံနေခဲ့ပြီးမြင်တော့ပါတော့တချိဆိုပြတာလေကြံနေခဲ့ပြီးမင်းရောက်လားကိုဟာI'm so sorry ပွင့်တဲ့နာအင်းဒီ depression ကလေးမင်္ဂလာပါ depression မဝင်နဲ့နော်ငါပုံစံလေးကြည့်လိုက်ပါမယ်ငါပုံစံကတော့ချီနေဆိုနေအရင်တော့စာနာမေးတော့အရင်တော့တခါတခါဆွေးတဲ့ခါကျအဲ့လေ make up လေးတွေဘာလေးတွေအဲ့ဒီမှာရထောင်ကပြီးပဲသမီးရအရင်တော့screen တွေပါဆွဲခါကျ make up လေးတွေဘာလေးပြင်အခုနောက်ပိုင်းတော့အခြေအနေဆိုလာပြီရုံမပေးနဲ့ကြိုးစားဆိုပြရတယ်ဘီးကိုင်ဘာယူထိုက်ပြီလဲတချင်းဆိုပြတီလမ်းမှာပေါ်တူတူတွဲလို့ရှောက်ဆိုနော်အရှိရသဘောကြမြဲကိုရဲ့နော်ကြောင်းကနေစားရဲ့အချင်းတို့ကလေးများပို့လဲနော်အချီရပြီးမကလေးလေးလိုပဲပြောဒီကအဲ့လိုလက်ခုပ်တီးကြမယ်အဲ့လိုလက်ခုပ်တီးကြမယ်မကျင်ဗလာကြီးတဲ့တကယ်တော့အရင်တော့ဆိုလေအရင်အလားဒီပိုင်ပြင်မှဆွေးတာဒါပေမဲ့အခုနောက်ပိုင်းရတယ်အလားပြင်လိုက်အချိန်ကဘယ်လိုခေါ်လဲပိုကုံကအဲ့တော့ဘာဖြစ်လဲဆိုမျက်နှာပြောင်းဖြစ်သွားတော့အခုဆိုအချိန်ကပိုဆိုးလိုက်နှာခေါင်းတိတ်မှာပါဒီမှာကြည့်ဝက်ချက်အကြီးပေါက်နေတာမှာအချိန်ကတော်တော်ဆိုးနေတယ်မျိုးဒါပေမဲ့ဂလိုးနေအလိုပဲသတ်မှတ်ပြီးတော့ကြည့်လိုက်ပါနော်လက်ခုပ်တီးနေဟန်နီနေကျေးဇူးပါနာကောရတာဝဲကြည့်တော့နာလည်းပတ်သက်အကုန်ဝဲတကယ်အင်းကြီးကြိုက်တယ်အင်းကြီးခုရမ်းကြိုက်မအခုလောလောဆယ်အချိန်နဲ့တော်တော်ဆိုးနေနှာခေါင်းတက်မှာပါကျဲဝက်ချံနှာခေါင်းတက်မှာပါလာပေါက်နေအချိန်နဲ့တော်တော်ဆိုးနေအေးမပြစ်စီနဲ့မင်းရဲ့မြတ်တွင်းလေးညိုပြီးမဲနေစိတ်ပူတယ်ညာဆိုအိတ်ဘာညာဆိုမအိတ်ပဲတိတ်မကြူနဲ့အဲ့လိုခုတော့ဝချင်နေချစ်တယ်နော်အဘွားနှာခေါင်းကြီးရနော်မကြီးအင်းကြီးတော့လေအင်းကြီးနှာခေါင်းလေးရလေနှာခေါင်းလေးလားသူများရဲ့နှာခေါင်းဒီလိုတူးလိုက်တယ်နဲ့မားရလေအင်းကြီးနှာခေါင်းဒီမှာလုံးဝမမာလို့လေအခုတော့ရဲနေပါတော့ဘာလို့လဲတော့ဘာနေဘယ်လိုခေါ်စောက်ဝက်ချံလည်းလှုပ်ထားလို့လည်းကိုယ့်တကူအိမ်မှာလေလက်ကညင်မနေဘူးစောက်ချံနေကုန်ဖုတ်ပလိုက်တာအချိန်ကြီးကမှရဲနှာခေါင်းတွေနှဖူးရောဝက်ချံနေကုန်လုံးနဲ့ဖောက်ပလိုက်တာမှအဲ့လိုဖြစ်နေတော့လို့မျိုးနည်းနည်းတိခတ်မကြည့်ပေးကြပါဒီရုပ်ကနေရုပ်ဆိုးပါတယ်ဝက်ချံနေရောဝက်ချံကလည်းပေါက်နေတယ်နှာခေါင်းတက်မှာစိတ်ညစ်တယ်
我တော်ရုပ်ဆိုးနေပြီစာပြကဲနာတော့မသိတာပါဟဲ့ပောက်ကရမမောဟလို့တဲ့နှာကြီးမဲ့ပုံပေါ်မလေးနှာကြီးမဲ့ပုံသူများဂျယ်ရီဟိုက်မင်္ဂလာပါအင်းကြီးငိုရလားငိုရမဟုတ်ရှင်ဒီကဟိုကလေဘယ်လိုခေါ်လဲဒါငိုရမဟုတ်ဟိုလေဘယ်လိုခေါ်လဲစားဝတ်ချက်ထုတ်တဲ့အတန်လေးနဲ့လေတင်းတင်းလောက်ထားတာနော်တယောက်တည်းလူပြီးစကားပြောနေတာဘာကြီးအဲ့ရှင်မူတူနဲ့မဟုတ်လားဟုတ်တယ်တယောက်တည်းတဲ့လူပြီးပြောနေတာချစ်လို့လားကြည်ဟုတ်ကဲ့ပါအဲ့အရင်ပြခုမှထလာတကယ်တော့ဟုတ်တယ်ရှင်ဟုတ်တယ်အခုမှအဲ့ရထားအမို့မနဲ့စားတယ် website ပြန်အိတ်တယ်ပြန်အိတ်ပြီးတော့ပြန်အိတ်တာမဟုတ်ပြန်အိတ်တာကိုပြန်လှဲတာလဲပြီးတော့အခုမျက်နှာတစ်ပြီးတော့အခုတက်ဆွင်းတယ်အဲ့လိုမျိုးအခုမှနိုးရတာမဟုတ်ဘူးနိုးတာကတော့ဒီရက်ပိုင်းနည်းနည်းလိမ္မာမင်္ဂလိဆန်နည်းနည်းနိုးတာဆိုလို့ကို8:45လောက်ဆိုနိုးပြီငိမ့်မအောင်ဟိုက်မင်္ဂလာပါငိုရမဟုတ်လူရတာအမလေးဟုတ်တယ်လူရတာဒီရုပ်လေးကအဲ့ဝက်ချန်တဲ့ဗာအဲ့အခက်နည်းနည်းလေးတင်ပေါက်လိုက်ရင်ကလမလေးတဲ့အဲ့ထက်နည်းနည်းလေးတင်ပေါက်လိုက်ကလမလေးအေးဟုတ်တယ်နော်ဒီနားလေးကဒီနားတက်ပေါက်လိုက်သွားပြီအရင်ကလမလေးဖြစ်သွားပြီကဲအခုတော့ဗာကိုယ့်အသက်ကိုစားပြီးတော့မှဝက်ချန်တော့ညနာမှာတက်ပေါက်ချမ်ပိုင်ရှင်သတိမကြီးစီနော်ချမ်ပိုင်ရှင်ဘောစီနော်မကြီးပြမယ်ဒီမှာတလုံးတွေ့လားအဲ့လုံးကပျောက်လဲပျောက်သွားရောအဲ့လုံးကပျောက်သွားတော့အလဲလုံးထပ်ပေါက်တယ်အလဲလုံးပျောက်သွားဒီမှာကြည့်ဒီမှာဘေးလုံးကထပ်ပေါက်တယ်အဲ့လိုပဲချမ်းလုံးကအညအမြင်တစ်ချမ်းပိုင်တယ်မေးကြီးဟာပျောက်သွားပြီဆိုရင်ဒီမှာဘေးကပေါက်လာဒီမှာဘေးကပျောက်သွားရင်နှာခေါင်းကပေါက်တယ်နှာခေါင်းကပျောက်သွားရင်ဒီမှာပါးလေးမှာနဲ့ထွက်ချင်လာအဲ့လိုမျိုးအညဘောစီတကယ်ဘောစီဝက်ချမ်းပိုင်နေနေတာဘောစီတလုံးပေါက်လာတွေ့ရုပ်ကလေးဘေးရမဲ့ပုံပေါက်ပါမလိုအပ်ဘူးဘလာကြီးနဲ့အပါစကားပြောနေရတယ်ကိုတပ်ပိုင်စမူတာကိပလေးပြရကျေးဇူးပါ thank you အရင်ပင်ကောမန့်လုပ်ပြလိုက်တယ်နော်ကိုတပ်ပိုင်ကောမန့်လေးနှိပ်ပြီးအရင်ပင်မှာစမူတာလေးယူလို့ရပါတယ်ဘလာကြီးပြဘလာကြီးမို့ဘလာလေးဖြစ်လားဘလာလေးကာယဖလားမယ်လို့တော့ကာယဖလားကိုတော့ဘာကောမလူနေပြီးအင်းကြီးပိတ်မှာစပေါ်တာလေးယူလို့ရပါတယ်ဘလိုက်သွားဒီကဒီနဲ့တင်မလားငါအနိုင်ကျင့်တဲ့လူတင်မလားအနိုင်ကျင့်တဲ့လူတို့တခါတည်းဟောဖြစ်အောင်လို့ဒီမှာဒိကျွတ်လာမှာမတော်နေစောင်းနေတာဟန်နီလေးဟုတ်ကဲ့ပါနိုရီကာဟိုင်မင်္ဂလာပါ morning မဟုတ် good afternoon မလို့မှားသွားတာ good afternoon နဲ့ morning မှားသွားတာ I'm so sorry ပြောင်းတာစတီးပဲကောင်းနေတယ်အားတန်နဲ့ထိုးပြရတယ်မင်းရောအင်းကြီးနိုင်ခေါ်ပေးတယ် hi မင်းရောမင်္ဂလာပါ hello မိုးသား hello အရန်ဝနေတယ်အင်းကြီးဟုတ်လားအရန်ဝမဝပါဘူးဗျာမလောက်ပိန်လေးလေဒီမှာပိန်လေး seeပိန်လေးအရန်ဝနေတယ်တဲ့ဝေါအောင်စားနေရဒီမှာပေါင်120မပြည့်လို့တော့မသိလဲစားနေရပါပိန်လေးကိုဝါနေအင်းကျဝါလာရနော်တဲ့အင်းဝါလာလို့ပြောရမ်းပြောတာဘယ်လိုဆိုအင်းရမ်းဝါကျင်တာအရင်တော့ဆိုပိန်လေးလူပါတဲ့လူပါတော့ဝါလာလားဟလားလူပါမဝါပါဘူးအေးလေပိန်လေးအေးလေသူများအောင်ဒီပိုးတော်လေးပဲချစ်နေရတယ်ကျေးဇူးစီ78 88ဟဲ78 bro 78ခေါင်းဝင်သာဝတ်ထားအောက်ကဘောင်းမီခံတာဒီမြင်းကြဆိုင်မြင်းကြဆောင်လိုက်လို့ပဲဒီလိုလေခေါင်းဝင်နေဆိုမှကြည့်ခေါင်းဝင်နေဆိုရင်ကွာလိုမျိုးထိုင်နေထိုင်လို့မရအောင်နော်ခေါင်းဝင်နေဆိုဒီလိုမျိုးအဲ့လိုမျိုးတပိငွေရထိုင်လို့မရဘူးဒီလိုလေးအိမ်မိမလေးလိုအိမ်တွေလေးနေရမှာအဲ့အညာခေါင်းဝင်မှုအမြင်နဲ့အောက်ကဘောင်းမီခံဝင်ပြင်မသွားဘူးလေအဲ့လိုဘဝပါဦးတူးတီပေးနေတာဒါဒုက္ခပါတူးတီလဲတူးတီမပေးဘူးသွားကျမလောင်းစားအမပေးဘူးတော့အင်းကြီးကိုယ်တိုင်လည်းမလုပ်ဘူးလေဘာလို့လဲဆိုတော့အင်းကဘယ်တော့မှအဲ့ဟာနဲ့အကျုံးပေးထီအောင်မထိုးထီထိုးရင်တော့စဉ်းစားလိုက်တယ်ကိုတပ်ပိုင်ဟိုကိုညီပိုင်မဟုတ်ကိုဖြိုး
ကိုပိုင်စိုးနာမည်အဟောင်း hello တဲ့ subscriber တားရတဲ့ရှက်ပြောက်သွားတော့ခုမှညီပိုင်သူပြန်ပေါ်လာပါနာမည်ချင်းပြန်ပေါ်လာလားမြန်မာကားတွေကလို့အေးတော့ဂျိုင်းတော့ comment တွေတော့ငါပြန်ကောမှာတော့အေးဂျိုင်းတော့ comment တွေပြန်ကောမှာတော့သူများအောင်တော့အေးကို့မှာအမေမရှိညီမမရှိတာကြာနာပဲเนาะအေးသိရနော်အေးကိုကကိုသိနော်ကိုကိုသိအဲ့လောက်ပဲပြောမယ်ကိုမအမေညီမရှိရကိုမေကိုညီမတွေအဲ့လိုမျိုးပြောရင်ကြိုက်လားဆိုစိတ်ကိုတွေးနော်ကိုမေကိုညီမအဲ့လိုလာပြောရင်ဘာလို့မလဲဆိုတော့တွေးနော်အဲ့လိုတွေးပြီးတော့မှအဲ့စကားကိုပြောနော်နေမဆုံးမပြီငါဆုံးမပြီမေကြိုက်နော်အေးစားနဲ့နောက်တန်းနဲ့ပြောင်းတန်းနဲ့ဖက်ရတယ်မတူးနော်အကြံပေးရနဲ့ဝေဖန်တာနဲ့မတူဘူးအဲ့လိုပဲဟောအကြံပေးရနဲ့တောက်ထုတ်တာနဲ့မတူဘူးကောက်လေးနဲ့ရန်ဖြစ်လာရဲ့ရုပ်တယ်ဟုတ်တယ်မှာဆုံးမတယ်လိုက်ခွင့်ရကောင်နေဟမ်ဒါပဲစိတ်တူမဟုတ်ဘူးပောက်ကဲမှန်ရဟုတ်တယ်ငါမပြောမှာပြတာဒီမှာဝတ်ထားတာမှာ78ဆိုအကြောင်းပြရိုက်ပြီးတော့ပောက်ကဲလာမဲ့တိတ်ဆူတာပဲကြားရနော်အေးဟုတ်တယ်နိမဟုတ်လားမူးနေလားမူးနာမဟုတ်ဘူးပြောပြတာနည်းဆုံးမပေးရတယ်အဲ့လိုမျိုးဆုံးမပေးအတိတရားဝင်သွားအဲ့လိုရှိရဲ့အဲ့လိုဆုံးမပေးအတိတရားမဝင်နေလည်းမတက်နိုင်ဘမ်းမရုံမရှိရဲ့မတာမိခင်ဆိုစောစီကျဲနေတော့ခါမဆုံးမလိမ္မာမဲ့ကောင်လေးပဲကောင်းတယ်ဘလို့ကောင်းတယ်အဲ့လိုဖြစ်ရမှာလိမ္မာနေရမှာကြောက်လိုက်တာအားတဲ့သူကမှချစ်မိနေပါတယ်တွေ့နေမြင်နေကြမှုတုံပွားနေအမစုတောင်းတယ်တုံပွားဆိုမင်းကလေးလိုဝက်မလားဒုက္ခပဲငိုတိုင်တာဟိုက်မင်္ဂလာပါအဲ့လိုကြီးစူတော့ငိုချင်တာပေါ့လေအဲ့လိုစူရတယ်တကယ်မိုင်ဒီကမိုက်အကြိုက်အင်းညမိုက်ဒီကပုံကြိုက်လားအင်းညပိတ်မိုင်